တရားသခင်ယေရှုတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကအစင်ကျင်ခွန်အားယူဖို့ရန်အတွက်ရှင်လုကာခရစ်ဝင်ခန်းကြီး2အပိုင်ငယ်7ယနေ့တွင်ဒါဝိဒ်၏မြို့၌သခင်ခရစ်တော်ဒီဟုသောကယ်တင်သောအရှင်သည်သင်တို့အဖို့လို့ငါဖွားမြင်ခြင်းကိုခံတော်မူပြီကျွန်တော်ဒီနှုတ်ကပတ်တော်ကတော့ညအခါမှာတောရက်မှာတိုးရင်းတွေကသူတို့ရဲ့တိုးတွေကိုစောင့်ပြီးတော့ထိန်းချောင်းနေတဲ့အချိန်ဖြစ်ပါတယ်။သူများတွေအိတ်ကောင်းတဲ့အချိန်မှာညဘက်ကြီးမှာတောရက်မှာသူတို့ကတိုးတွေထိန်းနေရတယ်။တိုးထိန်းဆိုတာကအင်မတန်နှိမ်ကြတဲ့အလုပ်ကိုလုပ်ရတဲ့သူတွေဖြစ်ပါတယ်။သူတို့ကအပေခံတွေဖြစ်တယ်။စင်ရသားတွေဖြစ်တယ်။တိုးထိန်းအလုပ်ကိုလုပ်နေကြတဲ့အချိန်မှာကောင်းဝင်တမန်တွေကသူတို့နားမှာပေါ်လာပြီးတော့သူတို့ကိုသတင်းစကားပြောပါတယ်လူအပေါင်းတို့သည်အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကိုငါသည်သင်တို့အားကြားပြောရ၏အဲ့ဒါကတော့ယနေ့တွင်ဒါဝိဒ်မြို့၌သခင်ခရစ်တော်တည်းဟူသောကယ်တင်သောအရှင်သည်သင်တို့အဖို့လုံငါဖွားမြင်ခြင်းကိုခံတော်မူပြီလို့ဖော်ပြပါတယ်သခင်ယေရှုခရစ်တော်ဖခင်တလောကလုံးကိုကယ်တင်မဲ့ဖခင်အင်မတန်ကြီးမြတ်တဲ့ဖခင်မွေးဖွားတဲ့အကြောင်းကိုဘသူ့ကိုမှတော့မပြောဘူးဣသရေလတိုင်းပြည်မှာများစွာသောသူတွေရှိပါတယ်တထေးတွေရှိတယ်ပညာတတ်တွေရှိတယ်ယေဘရဟိတွေရှိတယ်ဖာရိရှဲတွေရှိတယ်အင်မတန်မှကျမ်းစာတွေကိုပိုင်နိုင်လေ့လာတဲ့သူတွေလည်းရှိပါတယ်ပညာတရားတွေကိုစောင့်ထိန်တဲ့သူတွေလည်းရှိတယ်ဒါပေမဲ့တယောက်ကိုမှကောင်းကင်တမန်တွေအားဖြင့်ဖခင်ကတော့မပြောဘသူတွေစီကိုပဲသွားပြောလဲဆိုတော့ဟိုးအနှိမ့်ကြဆုံးဖြစ်တဲ့တိုးဒိန်းတွေစီကိုပဲသွားပြောတယ်ဘာလို့လဲအဲ့ဒီတိုးဒိန်းတွေရဲ့နှလုံးသားကဖခင်ကိုလက်ခံနိုင်စွမ်းရှိတယ်သူတို့ကနှိမ့်ချနိုင်လို့ပဲဖြစ်ပါတယ်တချို့လူတွေရဲ့နှလုံးသားထဲမှာမာနကြီးခြင်းတွေရှိတယ်တချို့လူတွေရဲ့နှလုံးသားထဲမှာပညာတွေရှိတယ်တချို့လူတွေရဲ့နှလုံးသားထဲမှာလောဘတွေရှိတယ်ငွေကြေးစီးစိမ်တွေကိုတတ်မှတ်ဆွဲလဲခြင်းတွေရှိတယ်တချို့လူတွေရဲ့နှလုံးသားထဲမှာအာဏာရှိတယ်ဒါကြောင့်မို့ဖခင်ကနေရာယူလို့မရပါဘူးတိုးဒိန်းတွေရဲ့နှလုံးသားထဲမှာတော့နှိမ့်ချခြင်းရှိတယ်ဒါကြောင့်မို့အဲ့ဒီတိုးဒိန်းတွေကိုဖခင်ကသခင်ရှုမွေးဖွားပြီဆိုတဲ့သတင်းစကားကိုတွားပြောပါတယ်တိုးဒိန်းတွေစီကိုဖခင်ကတွားပြီးတော့မင်းတို့ဒီနေ့ကစပြီးတော့ချမ်းသာပြီမင်းတို့ဒီနေ့စပြီးတော့တကယ်ကိုတထေးတွေဖြစ်ပြီမင်းတို့အောင်မြင်ပြီကြီးပွားပြီမင်းတို့ကဒီနေ့စပြီးတော့ဘာမှတိုးထိန်စရာမလိုတော့ဘူးဆိုပြီးတော့သူတို့ကိုရွှေတွေငွေတွေဘာတစ်ခုမှမပေးပါဘူးတိုးထိန်ကိုတွားပေးတဲ့သတင်းစကားကယေရှုမွေးဖွားပြီအလွန်ဝမ်းမြောက်စရာသတင်းကိုမင်းတို့ငါကြားပြောမယ်ဒါဝိဒ်ဤမျိုး၌ဒါဝိဒ်မျိုးဆိုတော့ဗက်လင်မျိုးကိုပြောတာဖြစ်ပါတယ်သခင်ခရစ်တော်ဒီဟူသောကယ်တင်သောအရှင်ကတဲ့သင်တို့အဖို့လို့ငါတိုးရင်းတွေကိုပြောပါတယ်သင်တို့အတွက်တဲ့ကယ်တင်ရှင်ယေရှုခရစ်တော်ဖခင်မွေးဖွားပြီတိုးရင်းတွေကိုဖခင်ကဘာပေးလိုက်တာလဲယေရှုကိုပေးတာဖြစ်ပါတယ်တိုးရင်းတွေဘာမှရွှေလဲမရတော့ငွေလဲမရတော့ဘာအောင်မြင်ခြင်းတွေဘာကြော်ကြားခြင်းတွေမှလည်းမရတော့ပါဘူးတိုးရင်းတွေရသွားတဲ့အရာကတော့ကယ်တင်ရှင်မေရှိယဆိုတဲ့ယေရှုဖြစ်တယ်မင်းတို့အဘယ်နမိတ်နဲ့သိရမလဲဆိုရင်တဲ့သူငယ်ကတဲ့အဝတ်နဲ့ပတ်ရပြီးတော့နွားစခွက်မှာတိတ်ထားလဲရှိတယ်ကိုတွေ့ရမယ်လို့ကောင်းကင်တမန်တွေကဖော်ပြပါတယ်ကောင်းကင်တမန်တွေပြန်သွားတဲ့ခါမှာတိုးဒိန်းတွေကအလင်အမြန်သွားတယ်သူတို့မဆိုင်မတော့ဘဲနဲ့အလင်မြန်သွားတယ်ဗက်လင်မျိုးကိုငါတို့သွားကြည့်မယ်သွားကြည့်တဲ့ခါမှာယောသနဲ့မာရီနွားစခွက်မှာတိတ်ထားတဲ့သူငယ်တော်ယေရှုကိုတွေ့ပါတယ်တွေ့ပြီးတဲ့ခါမှာအဲ့ဒီသူငယ်ရဲ့အကြောင်းကိုတဲ့အနှံ့အပြားလိုက်ပြောတယ်ခရစ်စမတ်မှာအေဝံဂေလိဝင်ငါတဲ့သူကတော့တိုးဒိန်းနေပဲဖြစ်ပါတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေပညာရှိတွေဖခင်ကဘသူမှမသုံးတော့ဟိုးအနှိမ့်ဆုံးတိုးဒိန်းတွေကိုဖခင်ကဒီသတင်းကောင်းကိုဝေမျှဖို့ရန်အတွက်သုံးသွားတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်အဲ့ဒီတိုးဒိန်းတွေကဖခင်သခင်ရဲ့သတင်းကောင်းကိုဝေမျှတယ်ဖခင်ကိုအံ့ဩပြီးတော့ချီးမွမ်းပြီးတော့ပြန်သွားကြတယ်လို့တမန်ကျမ်းစာမှာဖော်ပြပါတယ်တိုးဒိန်းတွေဘာရသွားလဲရွှေမရပါဘူးငွေမရပါဘူးလောကအရာတွေမဟုတ်ပါဘူးတိုးဒိန်းတွေရသွားတာဖခင်ဖြစ်ပါတယ်ဒီနေ့ခရစ်စမတ်မှာသင်နဲ့ကျွန်တော်ကိုဖခင်သခင်ပေးခြင်းတာကဖခင်ဖြစ်ပါတယ်။သားတော်ယေရှုခရစ်တော်ဖခင်ကိုကျွန်တော်တို့ကိုဖခင်သခင်ကအပိုင်ပေးခြင်းတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ခရစ်ယာန်တွေကျွန်တော်တို့စိတ်ဝင်စားတဲ့အရာကဘာလဲဆိုရင်တော့လောကအရာတွေပဲဖြစ်နေတယ်။ယေရှုကိုစိတ်ဝင်စားဘူးလောကအရာတွေကိုပဲစိတ်ဝင်စားတယ်။တိုးဒိန်းတွေကိုကြည့်တဲ့အခါမှာတိုးဒိန်းတွေဘာမှမရသွားပါဘူး။သူတို့ရသွားတဲ့အရာကအသက်ရှင်တဲ့ဖခင်ယေရှုခရစ်တော်ရသွားတယ်။အဲ့ဒီယေရှုကိုရတဲ့သူကဘာမှမလိုတော့ဘူးလောကအရာတွေပတ်စံတွေငွေကြေးတွေလောကစည်းစိမ်တွေကိုရတာမမားပါဘူးသင်ကချမ်းသာတာမမားပါဘူးဒါပေမဲ့အဲ့ဒီလောကအရာတွေရှိတိုင်းအသက်တာကမပြည့်စုံပါဘူးယေရှုရှိမှပဲပြည့်စုံတာဖြစ်တယ်ယောမဩရစာခန်းကြီး၈အပိုင်ငယ်
32မှာမိမိသားတော်ရင်းကိုမနှမျောပဲငါတို့ရှိသမျှအဖို့လုံးငါစွန့်တော်မူသောသူသည်သားတော်နှင့်တကွခတ်သိမ်းသောအရာတို့ကိုငါတို့အားမပေးပဲအဘယ်သို့နေတော်မူမည်နည်းလို့တမန်ကျမ်းစာကဖော်ပြပါတယ်။သားတော်ရင်းကိုတောင်စွန့်တဲ့သားတော်ကိုတောင်ပေးတဲ့ဖခင်ကယေရှုခရစ်တော်နဲ့အတူခတ်သိမ်းသောအရာဆိုတဲ့ကျွန်တော်တို့လိုအပ်တဲ့အရာတွေကိုမပေးပဲဖခင်ကဘယ်လိုလုပ်နေမှာလဲလို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဒါပေမဲ့ကျွန်တော်တို့စိတ်ဝင်စားတဲ့အရာကအဲ့ဒီခတ်သိမ်းသောအရာဆိုတဲ့ကျွန်တော်လိုအပ်တဲ့လောကအရာတွေကိုပဲစိတ်ဝင်စားပါတယ်။ယေရှုခရစ်တော်ဖခင်ကိုကျွန်တော်ကစိတ်မဝင်စားအောင်။တကယ်တော့ဒီကျမ်းမရဲ့အဓိကပြောချင်တဲ့အကြောင်းရင်းကသားတော်ရင်းကိုတောင်မှန်နှမျောပွဲတောင်ဖခင်ကပေးလိုက်ပြီးပြီ။ကျွန်တော်တို့လိုအပ်တဲ့လောကအရာတွေကိုဘာလို့စိတ်ပူနေတာလဲ။ဖခင်ပေးမှာပေါ့။ချစ်တော်ရောက်စီတိုင်းသင်လိုတဲ့အရာတွေကိုစိတ်မပူပါနဲ့။သင်စားဖို့လိုတာဖခင်သိပါတယ်။သင်အနာဂတ်မှာလိုအပ်တာတွေဖခင်သိပါတယ်။သင်ရဲ့ဘဝအသက်တာရဲ့လိုအပ်ချက်တွေကိုဖခင်ကသိပါတယ်။သားတော်ကိုယ်တော်ပေးတဲ့ဖခင်ကခတ်သိမ်းသောအရာကိုမပေးဘဲအဘယ်သို့နေမလဲဆိုတဲ့အရာကစိတ်မပူနဲ့ကျွန်တော်တို့လိုအပ်တာတွေကိုဖခင်ပေးမယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကလောကအရာတွေကိုပဲတွားပြီးတော့စိတ်ဝင်စားတတ်ပါတယ်။ချစ်တော်ရောက်စီတိုင်းတိုးရင်းတွေကိုဖခင်ပေးလိုက်တဲ့အရာကသားတော်ယေရှုခရစ်တော်ပဲနော်။လောကအရာဘာတစ်ခုမှမပါပါဘူး။ဒီနေ့ကျွန်တော်ဘဝအသက်တာထဲမှာလောကအရာတွေကကျွန်တော်အသက်တာကိုမပြီးပြည့်စုံနိုင်ပါဘူး။လောကအရာတွေကကျွန်တော်အသက်တာကိုရောင်ရဲမှုကျေနပ်မှုပြီးပြည့်စုံတဲ့အသက်တာကိုမဖြည့်စွမ်းပေးနိုင်ပါဘူး။ဒီနေ့ယေရှုကိုယတော်သူကပဲပြီးပြည့်စုံတာဖြစ်တယ်။ဒါကြောင့်မို့ထာဝရဘုရားသည်ငါ၏တိုးရင်းဖြစ်တော်မူ၏ငါသည်ဆင်းရဲမခံရဆိုတဲ့ကျမ်းပိုက်လေးကိုသတိရပါ။အင်္ဂလိပ်ကျမ်းစာမှာတော့ဘယ်လိုရေးလဲဆို The Lord is my shepherd I shall not want ရေးပါတယ်။ဘုရားသခင်ကငါရဲ့တိုးရင်းဖြစ်တဲ့ကြောင့်တဲ့ငါဘာမှမလိုဘူး။ဘာမှမလိုဘူးဆိုတဲ့အတိတ်ပဲကပတ်စံရှိတယ်ရွှေရှိတယ်ငွေရှိတယ်တိုက်ရှိတယ်ကားရှိတယ်လောကအရာတွေပြည့်ပြည့်စုံနေတယ်အောင်မြင်ခြင်းတွေကျမ်းမာခြင်းတွေစီးစိမ်တွေပြည့်စုံနေတယ်ဆိုတာကိုပြောခြင်းမဟုတ်ပါဘူးငါဘာမှမလိုဘူးဆိုတဲ့အရာအားလုံးပြည့်ပြည့်စုံတဲ့လောကအရာတွေပြည့်စုံနေတယ်ဆိုတာကိုပြောခြင်းမဟုတ်ပါဘူးဘာမှမလိုဘူးဆိုတဲ့အရာကယေရှုရှိတယ်အသက်တာထဲမှာဖခင်ရှိတယ်ငါဘာမှမလိုတော့ဘူးဆိုတဲ့အရာကိုပြောခြင်းဖြစ်ပါတယ်ခြေတော်ရောက်စီတိုင်းလောကအရာတွေကသင်ဘဝအသက်တာကိုဘာမှမလိုတော့ဘူးဆိုပြီးတော့ပြည့်ပြည့်စုံအောင်မလုပ်ပေးနိုင်ပါဘူးယေရှုကသာလည်းသင်ရဲ့ဘဝအသက်တာကိုပြည့်ပြည့်စုံအောင်လုပ်ပေးနိုင်တာဖြစ်ပါတယ်ဒါကြောင့်မို့သခင်ယေရှုရှိရင်သင်ရဲ့အသက်တာထဲမှာလိုအပ်မှုမရှိတော့ဘူးကျွန်တော်တို့ဗိုက်ပြည့်တဲ့လူတယောက်ကိုဘလောက်ကောင်းတဲ့ကပအကောင်းတဲ့အစားအစာကျွေးကြည့်ပါဘလို့မှမစားနိုင်ပါဘူးဗိုက်ပြည့်သွားရင်မစားနိုင်တော့ဒါကြောင့်မို့သင်ရဲ့အသက်တာထဲမှာသခင်ယေရှုနဲ့ဖြည့်ထားရင်သင်ရဲ့အသက်တာဘာမှမလိုတော့ဘူးဘယ်ရာမှမလိုတော့ယေရှုနဲ့ဖြည့်ထားဖို့ဖြစ်တယ်။သင်လိုတဲ့အရာတွေကိုလည်းသားတော်ရင်းကိုတောင်မှန်တယ်မျိုးပဲစွန့်တဲ့ဘုရားကခတ်သိမ်းသောအရာကိုမပေးဘဲအဘယ်သို့နေမလဲဆိုတဲ့ဂတိတော်ကိုဖော်ပြထားပါတယ်။ဒါကြောင့်မို့ကျွန်တော်လိုတဲ့အရာအတွက်စိတ်ပူစရာမလိုပါဘူး။ကျွန်တော်လိုတဲ့အရာကတစ်ခုပဲရှိပါတယ်။အဲ့ဒါကယေရှုခရစ်တော်ပဲ။တိုးဒိန်းတွေကိုဘုရားသခင်ကရွှေငွေဥစ္စာပစ္စည်းလောကအရာတွေကျမ်းမာခြင်းအောင်မြင်ခြင်းတွေမပေးပါဘူး။တိုးရင်းတွေကိုပေးတဲ့ရာကသင်တို့အဖို့လုံးကဖွားမြင်ခြင်းကိုခံတဲ့ယေရှုခရစ်တော်ဘုရားကိုပေးတယ်လို့ဒီနေ့ခရစ်စမတ်မှာဘုရားသခင်ကကျွန်တော်တို့ကိုသခင်ယေရှုကိုအပိုင်ရစေချင်တာဖြစ်တယ်။ဒါကြောင့်မို့လောကရာတွေအတွက်မစိုးရင်ပဲနဲ့စိတ်မပူပဲနဲ့သခင်ယေရှုခရစ်တော်ဘုရားကိုမိမိအသက်တာထဲမှာနေရာအပြည့်အဝပေးခြင်းအပြင်ပြည့်ပြည့်စုံသောဘဝအသက်တာနဲ့ရှောက်လန်းနိုင်မယ့်အကြောင်းဝင်ကားပါတယ်။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။